ကျွန်တော်တို့ရဲ့နေမင်းကြီးဟာတည်ငြိမ်နေတဲ့မီးလုံးကြီးမဟုတ်ပါဘူးသူဟာသူ့ရဲ့ဝင်ရိုးပေါ်မှာအမြဲတမ်းလဲပတ်နေတဲ့အလွန်ပူပြင်းတဲ့ဓာတ်ငွေလုံးကြီးဖြစ်ပါတယ်ဒါပေမဲ့ထူးဆန်းတာကနေဟာကဘာလိုအားလုံးတကြီးတညွတ်ထဲလဲပတ်တာမဟုတ်ပဲအီကွေတာနေရာနဲ့ဝင်ရိုးစွန်းနေရာတွေကလဲပတ်နှုန်းမတူညီတာပါနေရဲ့အီကွေတာအလဲဗဟိုနေရာဟာပုံမြင်မြန်လဲပတ်ပြီးသူ့ကိုယ်သူတပတ်ပြည့်ဖို့25ရက်ခွဲလောက်ပဲကြာမြင့်ပါတယ်ဒါပေမဲ့မြောက်ဘက်နဲ့တောင်ဘက်ဝင်ရိုးစွန်းနေရာတွေကတော့ပိုနှေးကွေးပြီးသူ့ကိုယ်သူတပတ်ပြည့်ဖို့35ရက်လောက်ထိကြာမြင့်တာဖြစ်ပါတယ်ဒီလိုလေပတ်နှုန်းကွဲပြားမှုကြောင့်နေရဲ့အတွင်းပိုင်းကတန်လိုက်ဆက်ကွင်း magnetic field line တွေဟာတဖြည်းဖြည်းပြုံးဆိုင်ပြီးရက်ပတ်ကုန်ကြပါတယ်။အဲ့ဒီတန်လိုက်ဆက်ကွင်းတွေတအားတင်းကျပ်လာတဲ့အခါနေရဲ့မျက်နှာပြင်ကိုထိုးပေါက်ပြီးထွက်လာကြတာကနေနေပြောက် sunspot တွေဖြစ်ပေါ်လာရတာပါ။အချိန်ကြာလာတာနဲ့အမျှအဲ့ဒီတန်လိုက်ဆက်ကွင်းတွေဟာတဖြည်းဖြည်းပိုပြီးတွန့်လိန်လာပြီးတကယ်ကိုတင်းကျပ်နေတဲ့တရေကွင်းတစ်ခုလိုဖြစ်လာပါတယ်။နောက်ဆုံးမှာတော့တန်လိုက်ဆက်ကွင်းတွေရဲ့တင်းအားဟာမခံနိုင်တော့ပဲပြုံးကနေပြတ်တောက်သွားပြီးအလွန်ပူပြင်းတဲ့ပေါက်ကွဲမှုကြီး solar flares ကိုဖြစ်ပေါ်စေတာပါ။ဒီ solar flare ပေါက်ကွဲမှုဟာ nuclear ဘုံတန်းပေါင်းများစွာနဲ့ညီမျှတဲ့စွမ်းအင်တွေကို X-ray နဲ့အခြား radiation တွေဖြင့်စက်ကြဝဠာတွေကိုထုတ်လွှတ်လိုက်တာပါ။တခါတည်းမှာဒီပေါက်ကွဲမှုနဲ့တူနေရဲ့ဓာတ်ငွေအမှုန်မွား plasma ပမာဏအမြောက်များကိုပါစက်ကြဝဠာတွေကိုပြစ်လွှတ်လိုက်တတ်ပါသေးတယ်။ဒီနေရဲ့မုန်တိုင်း solar storm တွေဟာကမ္ဘာစီကိုဥတီလာတဲ့အခါမှာတော့ကမ္ဘာလေထုနဲ့တန်လိုက်ဆက်ကွင်းကိုလာရောက်ရိုက်ခတ်တတ်ပါတယ်။ဒီရိုက်ခတ်မှုကြောင့်ကမ္ဘာဝင်ရိုးစွန်းနေရာတွေမှာလှပတဲ့ aurora အလင်းတန်းတွေကိုမြင်ရသလိုဆက်သွယ်ရေးကြိုးတွေကိုလည်းအနည်းငယ်ထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။